Hi BB family အားလုံးပဲမင်္ဂလာပါဒီညမှာကတော့ဒီမင်းအောင်လိုင်းနဲ့စိုးရင်ထွက်ပြေးတော့မယ်ဆိုတဲ့သတင်းတွေအားလုံးလဲကြားပြီးသားဖြစ်မှာပါเนาะအဲ့ဒီသတင်းကိုပြောထားတဲ့ဘိုးကြီးနေမျိုးစင်ရဲ့ဗီဒီယိုရဲ့ဘူးလက်လစီကိုဘတ်3သိန်းစုကြီးထုတ်လိုက်တဲ့ကိုစီရဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ကြည့်အောင်ဖြစ်ပါတယ်เนาะဟုတ်ကဲ့သူတို့ရဲ့ဗီဒီယိုမကြည့်ခင်မှာခစ်တစ်ကတက်လာတဲ့သတင်းသုံးပုဒ်ကိုကျွန်တော်တွားကြည့်လိုက်အောင်เนาะလက်အောက်ခံနတ်စီဒီယန်ဝန်ထမ်းတွေစစ်ရရှိတွေနဲ့စစ်သားတွေပြည်သူစစ်ခေါင်းဆောင်တွေရဲ့နေအိမ်တွေကိုချိန်ပိတ်မှုတွေစတင်နေပြီးပြည်သူအကျိုးပြုလုပ်ငန်းတွေမှာပြန်လည်အသုံးပြုမှာဖြစ်တယ်လို့ MNDAA သတင်းရင်းမြစ်ကပြောထားတဲ့အပြင်တော်လိုင်းရေးဘက်မှရက်တီခဲ့တဲ့ CDN ဝန်ထမ်းတွေကိုအုပ်ချုပ်ရေးရန်ရနဲ့ဌာနဆိုင်ရာလုပ်ငန်းတွေမှာပြန်လည်ခန့်အပ်ဖို့ရှိနေတယ်လို့လည်းပြောပါတယ်လက်ရှိ MNDAA ဥဆောင်တဲ့မဟာမိတ်တပ်တွေတိမ့်ပိုက်ထားရာလာရှိုးမြို့မှာအခုဆိုရင်စရင်အရသိရတဲ့စစ်ကောင်စီလက်အောက်ခံနတ် CDN ဝန်ထမ်းတွေရဲ့အိမ်တွေစစ်တပ်ရာရှိတွေစစ်တပ်ကလူတွေနဲ့ပြည်သူစစ်ခေါင်းဆောင်တွေရဲ့အိမ်တွေကိုအတိပြုစုံစမ်းစစ်ဆေးနေပြီကဲနော်တရတပတ်ပြန်လဲလာပြီပေါ့နော်နန်းစီတန်ဖွဲ့တွေတချို့နေအိမ်တွေကိုချိတ်ပိတ်ဓာတ်တွေစတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့အဲဒီလိုချိတ်ပိတ်ထားတဲ့အိမ်တွေကိုလည်းပြည်သူအကျိုးပြုလုပ်ငန်းတွေမှာပြန်လဲအသုံးပြုသွားမှာဖြစ်တယ်လို့ MNDAA သတင်းရင်းမြစ်ကပြောထားပါတယ်ဒါအပြင်တစ်ဖက်မှာလည်းလာရှိုးမျိုးအပါအဝင်ရှမ်းမြောက်ဒေသတစ်ခုလုံးမှာဆာနာရှင်စန့်ကျင်တဲ့တော်လှန်ရေးဘက်က CDN ဝန်ထမ်းတွေအားလုံးကိုအုပ်ချုပ်ရေးရန်ရတွေမှာပြန်လဲခန့်အပ်ဖို့အတွက်တရားဝင်ဖိတ်ခေါ်မှုတွေပါရှိလာမှာဖြစ်ပြီးလက်ရှိမှာလဲဒေါ်လာရေးဘက်ကစီရင်ဝန်ထမ်းစီရင်တွေကိုကောက်ယူပေးနေတာတွေလည်းရှိနေပြီလို့ MNDAA သတင်းရင်းမြစ်ကပြောထားပါတယ်ကဲနောက်ထပ်သတင်းတစ်ပုဒ်ပြန်ကြည့်လိုက်အောင်နော်မန္တလေးတိုင်းကတကောင်းမြို့ကိုတိမ့်ပိုက်လိုက်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေမြို့တဲဝင်လာတဲ့ချိန်တွေကအောင်တပြေးပန်းတွေနဲ့တောင်းဖြဖြကြိုဆိုခဲ့ကြတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကသတင်းထုတ်ပြန်ထားပါတယ်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာရှိတဲ့တကောင်းမြို့ကိုအမှတ်1စစ်ဒေသ PDF တပ်တွေမြို့နယ်ပကဖတပ်တွေနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကဩဂုတ်လ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲအပိသက်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီရဲ့ရဲစခန်းတွေထွေအုပ်ရုံးတွေနဲ့ဌာနဆိုင်ရာရုံးတွေအပါအဝင်စစ်တပ်ဆွဲထားရနေရာတွေအကုန်လုံးကိုတစ်ခုမကြံသိမ်းပိုက်လိုက်ပြီးတဲ့နောက်တကောင်းမြို့တစ်ခုလုံးကိုအပိသက်ထိန်းချုပ်ထားလိုက်ပါတယ်အဲ့ဒီတကောင်းမြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်များသလိုစစ်သုံးမန်းတွေလည်းအရှင်ဖမ်းဆီးရမိထားတဲ့အပြင်လက်နက်ခဲယမ်းတွေလည်းအမြောက်အများရရှိထားတယ်လို့တပိတ်ချင်းမြို့နယ်ပကပအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ကဲဒါတော့တကောင်းမြို့သိမ်းတိုက်ပွဲမှာပြည်သူတွေကြိုဆိုတဲ့သတင်းလေးဖြစ်ပါတယ်နော်အားရစရာကောင်းပါတယ်နော်နောက်ထပ်ကျွန်တော်တို့ဒီဒေါ်လာဈေးလေးတစ်ချက်ကြည့်လောက်နော်စီးပွားရေးသတင်းပတ်မှာတော့ကဲစီးပွားရေးသတင်းဒီတွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကိုငွေကျပ်9000ကျော်တဲ့အထိစံချိန်တင်ပြီးတော့ဒီတွင်းစီးပွားရေးကလုံးပြည်နေပြည့်စင်ပြက်ကိုဖြစ်နေပြီလို့စီးပွားရေးလုပ်ငန်းရှင်တွေကပြောပါတယ်ဒီကနေ့ဩဂုတ်လ23ရက်နေ့မနက်ပိုင်းမှာပဲပြည်တွင်းမှာအမေရိကန်ဒေါ်လာကိုငွေကျပ်6650နဲ့ဈေးစဖွင့်ခဲ့ပြီးနိုင်ပိုင်းအတွင်းမှာဒေါ်လာကိုငွေကျပ်9000ကျော်တဲ့အထိဈေးနှုန်းမြင့်တက်သွားတယ်ဆိုပါတယ်အဲဒီလိုပြည်တွင်းမှာအမေရိကန်ဒေါ်လာတန်ဖိုးတွေစံချိန်တင်မြင့်တက်နေတာတွေဟာစစ်ကောင်စီမှာအမေရိကန်ဒေါ်လာပြက်လက်မှုတွေဖြစ်ပေါ်နေပြီးပြည်တွင်းက73စီတင်သွင်းတဲ့သူတွေနဲ့သွင်းကုန်သမားတွေအားလုံးကိုစစ်ကောင်စီကဒေါ်လာမရောင်းပေးနိုင်တော့တဲ့အတွက်ဒေါ်လာလိုအပ်ချက်တွေဟာအလွန်ကြီးမားလာတော့ဈေးကွက်ထဲမှာအဝယ်တွေရက်များပြီးဒေါ်လာဈေးနှုန်းတွေဟာထိမ့်မနိုင်အောင်စံချိန်တင်မြင့်တက်နေတာဖြစ်တယ်လို့ UMSCCI အဖွဲ့ဝင်စီးပွားရေးသမားတို့ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်။တစ်ဖက်က73စီတင်သွင်းတဲ့လုပ်ငန်းရှင်တွေကလည်းစစ်ကောင်စီကဒေါ်လာမရောင်းပေးတဲ့အတွက်ပြင်ပပေါက်ဈေးနဲ့ပဲဒေါ်လာတွေကိုလိုက်ဝယ်နေရတာကြောင့်စီတင်သွင်းတဲ့သူတွေလည်းအရှုံးပေါ်အရှုံးဆင်နေရတဲ့ကြားတယ်။စစ်ကောင်စီက73စီကိုပြင်ပဒေါ်လာဈေးနဲ့တွက်ပြီးမရောင်းရဘူးဆိုပြီးတော့ပါကန့်သက်ထားတာကြောင့်73စီတင်သွင်းတဲ့လုပ်ငန်းရှင်တွေဟာအကြီးအကျယ်အရှုံးပေါ်နေကြသလိုအဲဒီလိုအခြေအနေတွေကြောင့်ပဲပြည်တွင်းမှာစီပြက်လက်မှုတွေကြုံနေရတာဖြစ်တယ်လို့စီတင်သွင်းတဲ့သူတချို့ကပြောထားပါတယ်။တစ်ဖက်မှာတော့စစ်ကောင်စီကအမေရိကန်ဒေါ်လာရဖို့အတွက်နှီးမျိုးစုံနဲ့ရှာဖွေနေပြီးအထူးသဖြင့်ပြည်ပရောက်မြန်မာအလုပ်သမားတွေရဲ့ပြည်ပကနေပြန်ပို့တဲ့ငွေတွေနဲ့ပို့ကုန်ရငွေနိုင်ငံခြားဒေါ်လာတွေကိုစစ်ကောင်စီကအပြည့်အဝရဖို့လုပ်နေပြန်ပြီးလက်ရှိပြည်တွင်းမှာကလောက်စီ73စီစောင်းစီအပါဝင်သွင်းကုန်တွေတင်သွင်းဖို့အတွက်အမေရိကန်ဒေါ်လာလိုအပ်ချက်ဟာတစ်လကိုဒေါ်လာ300နီးပါးရှိတယ်လို့လည်း UMSCCI သတင်းရင်းမြစ်ကပြောထားပါတယ်ကဲဒါကတော့နော်ပြည်တွင်းစီးပွားရေးအခြေအနေဖြစ်ပါတယ်နော်ဒေါ်လာဈေးကတော့ပြင်တိုင်းပဲမိုးပေါ်ရောက်နေပြီနော်အဲ့တော့ဒါတွေကမင်းအောင်လိုင်းကိုကြဆုံးနေမဲ့အကွက်တွေပဲဖြစ်ပါတယ်နော်အဲ့တော့မင်းအောင်လိုင်းနဲ့စိုးဝင်ထွက်ပြီးတော့မဲ့အခြေအနေရှိနေပြီဆိုတာကိုသတင်းတွေမှာလည်းကျွန်တော်တွေ့ရတယ်အခုဘိုးကြီးနေမျိုးစင်ဘယ်လိုပြောထားလဲတစ်ချက်လောက်ကြည့်လိုက်အောင်နော်အဲ့တော့ဘိုးကြီးနေမျိုးစင်ရဲ့ဗီဒီယိုကိုသူ့ရဲ့ channel မှာအပြည့်အဝသွားကြည့်ရှိပြီးတော့ဗောနော်comment တွေမှတ်ချက်တွေပေးခြင်းနေဆိုရင်လည်းသူ့ရဲ့ channel မှာပဲသွားပေးဖို့ဒီကနေကျွန်တော်တောင်းဆိုလိုပါတယ်နော်အဲ့တော့ဘိုးကြီးနေမျိုးစင်ကိုပြောခြင်းတဲ့စကားတွေရှိတယ်ဆိုရင်ဒီ channel မှာမပြောဘဲသူ့ channel မှာပြောပေးဖို့နော်ကျွန်တော်ဒီကနေတောင်းဆိုချင်ပါတယ်ဒီမှာတော့ကျွန်တော်သူ့ဗီဒီယိုလေးကိုဗောနော်ဒီမင်းအောင်လိုင်းပြီးတဲ့သတင်းနဲ့ပတ်သက်ပြီးကျွန်တော်တင်ပြပေးခြင်းဖြစ်ပါတယ်နော်အောင်လန်ထူဖို့
ပြင်ဆင်နေတဲ့နှုတ်ခွန်းဆက်ချင်းလိုပဲနှုတ်ဆက်ချင်ပါတယ်ရေတော်ဘုံအောင်နေပြီဖြစ်တယ်လက်ရှိနောက်ဆုံးအခြေအနေအရဒူးချုပ်ဆိုးဝင်းဆိုတဲ့လက်ဖက်6ကဲမိမ UAE ကိုထွက်ပြေးသွားပါပြီ ကဲ ထွက်ပြေးလိုက်ဟာလည်းပဲတရုတ်ကိုကိုလုံခွင့်တောင်းခံထားတယ်ဆိုတော့အတီးပြုတ်နိုင်တဲ့အခြေအနေတွေလည်းရောက်ရှိလာပြီဖြစ်တယ်။ဒါတွင်အာဏာသိမ်းမှုပုံစံမျိုးဖြစ်ဖို့အတွက်ကျွန်တော်တို့တွေဝိုင်းဝန်းတွန်းအားပေးကြိုးစားနေကြပါတယ်။ဒီကြတော့နှခုံးမတကောင်ကြောက်တလီလုံးတတက်လုံးပုတ်ပြက်ပြီးတော့တထက်မှာရှိတဲ့စစ်တီမိသားစုရောဆွေမျိုးရင်းချမှာမကြံအားလုံးလူပုတ်ကောင်မင်းအွန်လိုင်းနောက်လိုက်ပြီးဘဝခန္ဓာအသက်သမိုင်းတည်ဆုံးကြရမှာထက်အခုချိန်ဟာကြောက်ရွံ့ခြင်းကလွတ်ကင်းခြင်းကိုတွေးတောဆင်ခြင်ပြီးတော့ပြတ်သားစွာဆုံးဖြတ်ရုံထွက်ကြရမယ့်အချိန်ဖြစ်ပါတယ်။လက်ရှိနောက်ဆုံးအခြေအနေတွေကတရင်တွေမှာအမြောက်အများထွက်ပြေးနေကြရပါတယ်။ထွက်ပြေးတာမှရိုးရိုးမဟုတ်ဘူးဒူဗမူကြီးအဆင့်ဗမူကြီးအဆင့်တွေနော် NDC စင် National Defense College ဆိုတဲ့စီဦးစီးတက္ကသိုလ်စင်ပုဂ္ဂိုလ်ကြီးတွေဒီအထိထွက်ပြေးနေကြတာဖြစ်ပါတယ်။အခုဒီအပိုင်းမှာပဲတမစကက1နဲ့စကက17ကတမမှုတွေပေါ့စကကမှုတွေပေါ့နော်သူတို့တွေကိုဖမ်းဆီးပါတယ်ချုပ်ထဲပါတယ်ချုပ်ထဲပြီးတော့ဘာဖြစ်လဲဆိုတော့သူနောက်လိုက်ရဲဘော်တွေဗျူဟာမှုတွေတိုင်းမှုတွေကိုချက်ချင်းခံစစ်ကိုအထက်အမိတ်နဲ့အတင်းပြင်ခိုင်းပါတယ်အင်းတော်ကြောက်ကူဘက်မှာစခန်းတွေတစ်ခုလက်လွတ်ဆုံးရှုံးရုံသုံးကားနဲ့ထွက်ပြေးနေကြတဲ့အချိန်မှာတတ်မှတ်မှုတွေရတဲ့အချုပ်ထဲရောက်တခါမှမကြားဘူးတဲ့အခြေအနေပေါ့ဘလောက်ထိဖက်စစ်မင်းအောင်လိုင်းအောက်မှာဝေးသားလေးပြီးဘလူးစီးတာထက်ပုံမူဆိုးွားတဲ့နေပြီးတော့ဘလူးစီးတဲ့ဂိမ်းတွေရောက်နေတယ်လေဆိုတာလက်ရှိနောက်ဆုံးအခြေအနေတွေရှိပါတယ်အဲ့တော့ရဲမေတွေတော်တော်များများငိုကြွေးကြတယ်ပေါ့သူတတ်မှတ်မှုကိုယ်တိုင်ချုပ်ထဲရောက်နေတယ်မျက်စိကလေးနားကလေးနဲ့ချုပ်တိုင်တန်နိုင်တော့ရောက်နေတဲ့အချိန်မှာမိနစ်တစ်နေ့မှာတတ်မှတ်မှုဒီနေ့အချုပ်သားထက်ကနေမင်းတို့လုံဆန်းအခုခံစစ်ပြေးသားအသေးခံတိုက်ဆန်းငါတို့ထိတ်ပိုင်းတစုအာနာရဖို့မင်းတို့အသေးအောင်တိုက်ဆန်းဒါပေမဲ့ငါတို့တော့လစ်လာငါတို့မခံနိုင်တော့တဲ့တတိကြတော့လွတ်လန်းဖြစ်ဟိုမနေ့ရတယ်မယ်မင်းအွန်လိုင်းတယောက်တည်းစီးတဲ့လင်းနော်အေလာလေစိတ်မှာနှစ်ပတ်ပြန်ဝဲလေ့ကျင့်ပြီးတော့နိုင်ငံခြားကိုထွက်ဖို့အစင်းသစ်ပြင်နေတယ်ဒါလေချောင်းထိန်းချုပ်ရေးစခန်းရဲ့သတင်းပို့ချက်အရတေးကြပြီးမင်းအွန်လိုင်းဒီပြင်နေပြီတရုတ်တန်မတ်ဝမ်ကြီးမလာခင်အရွေးအပြောင်းတစ်ခုကျင်းတည်သူလောက်ရတော့မယ်အဲ့တော့တမမှုတွေတိုင်းမှုတွေအချုပ်ထဲကိုအကုန်ထည့်တယ်အစ်စ်အငယ်တွေကျွန်တော်နဲ့တပတ်စင်တွေ level တွေအကုန်ဖြုတ်နော်နေမျိုးစင်နဲ့ပတ်လည်ကောင်တွေအကုန်ဖြုတ်သူ့ထက်ငယ်တဲ့ကောင်တွေအကုန်ခတ်တာငယ်တဲ့ကောင်တွေကကျွန်တော်အမိန့်ကိုနာခံနေတာဟုတ်စောက်ယူမင်းအွန်လိုင်းမသိသေးတာပဲဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်စကား1နဲ့စတစ်ကတတ်မှတ်မှုတွေကိုလည်းကျွန်တော်စိတ်မကောင်းဘူးနော်သူတို့တွေမယူရဲဆန်နဲ့ဒီစစ်ခွေးမင်းအွန်လိုင်းကိုဆရာတင်ခဲ့မိတဲ့ပြစ်ဒဏ်သူတို့ခံကြရမှာပဲဖြစ်တယ်နောက်တစ်ခါခမ114ကဒူးရင်မှုနဲ့အဖွဲ့ပေါ့နော်တောင်ခမ်းဘက်ကိုပြန်ဆုတ်လာတယ်မနေ့ကပြန်ဆုတ်လာတော့ तू ကဆုတ်လာရင်းနဲ့လူအင်အား तू က90လောက်ဆုတ်လာတာငါတို့ဆုတ်မရတော့မယ်မခံနိုင်ဘူးဆုတ်လို့ပြီးတော့ဆုတ်ဖို့စုရက်ကိုလွတ်တာဘယ်လောက်လဲရောက်လဲဆိုတော့ဖက်စစ်တပ်တော်ကြီးဘယ်လောက်ထိစွမ်းရည်ပြည့်စုံနေလဲဆိုတော့90လောက်ဆုတ်လာတာစုရက်ကို10တောင်မရောက်လာခဲ့ဘူးကျန်တဲ့40ကလမ်းမာတင်ဖနှောင်းနဲ့တင်မှာတသားတည်းကြတတ်တာပြပြီးပြေးသွားတယ်ဆိုတော့ဒါကျွန်တော်ဒီရက်ပိုင်းကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ဖက်စစ်အကြမ်းဖက်တပ်တွေရဲ့လုံးဝစုပ်ပြတ်တက်နော်အထက်ကလည်းမယုံထက်ကလည်းအောက်ကိုမယုံတမမှုကိုယ်တိုင်ပြေးဖို့ပြင်နေမှာတော့အောက်ခြေအဆင့်တွေကတော့ပြောမနေနဲ့တော့တက်ကြက်တွေဒုတက်ကြက်တွေ CSN တွေ RSM တွေနော်ဒူဘိုဘိုကြီးမင်းတို့ဘယ်လောက်ပြေးငါမင်းတို့လိုက်မဖမ်းအောင်ဘာလို့ဆိုတော့ငါကိုယ်တိုင်ပြေးဖို့ကြိုးစားနေတယ်လို့တမမှုတွေကျုံဝါနေတဲ့ခစ်အဲ့တော့ဖက်စစ်တပ်ကပြက်ပြီကျွန်တော်တို့ပြက်သွားတဲ့ဖက်စစ်တပ်နေရာမှာစစ်သားကောင်းစိတ်သက်ရှိတဲ့သူတွေတိုင်းသားအားလုံးရဲ့ကိုအကျိုးစီးပွားကိုအသက်နဲ့ရင်းပြီးတော့ပြည်တော်စုကြီးကိုကာကွယ်ဆောက်ရှောက်မယ်ဆိုတဲ့စစ်တီတော်ကောင်းနေရာခုချိန်မှာရင့်ကျက်မှုနှိုးကြမှုရဲရင်မှုစီလုံးမှုနိုင်ငံချစ်စိတ်ပြေဝမှုနဲ့ပြည်တော်စုကြီးကိုထားရှိတဲ့စေနာတန်ဖို့အကောင်းဆုံးထားပြီးတော့စီလုံးညီညွတ်စွာနဲ့ဒီ military institution ကို Federal Union Defense Institution ကြီးအဖြစ်အသွင်ပြောင်းနိုင်ဖို့အများဆုံးကျွန်တော်တို့စူးစမ်းကြရမယ့်အချိန်ဖြစ်ပါတယ်ကျွန်တော်တို့အင်ကုန်အားကုန်ဆွမ်းအားရှိသမျှစူးစမ်းနေတယ်အခုလည်းပဲကျွန်တော်တို့ရှင်းတလား project အဖြစ်ကျွန်တော်တို့ကဲဆဲကူညီတွေလုပ်နေစုဖွဲ့မှုတွေလုပ်နေတယ်ကျွန်တော်တို့ဖက်စစ်တိုက်ကြီးရဲ့အုပ်ချုပ်မှုစီမံခန့်ခွဲမှုနော်ကာကွယ်ရန်ရလဲပတ်မှုကိုပျက်စီးယူရင်းလုံးဝဖျော်ဖျက်ဖြစ်မသွားအောင်တန်းတန်းဆုံးစူးစမ်းကဲဆဲဖို့စူးစမ်းနေပါတယ်အဲ့တော့မင်းအွန်လိုင်းဒီရက်တပတ်တည်းဘယ်နိုင်ငံထွက်ပြေးမလဲဘယ်ပြေးမလဲမင်းအွန်လိုင်းဟုတ်ကဲ့ဒါကတော့ဒီမင်းအွန်လိုင်းနဲ့စိုးဝင်ထွက်ပြေးတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ထားတဲ့ဘိုးကြီးမျိုးစင်ဖြစ်ပါတယ်နော်နောက်ထပ်ကျွန်တော်တို့ဒီဘူးလက်လွတ်စေကိုပတ်ငွေ3သိန်းစုကြီးထုတ်ထားတဲ့ကိုစီးရပြီးတော့ကျွန်တော်တစ်ချက်ကြည့်လိုက်အောင်နော်မင်္ဂလာပါဒီနေ့ကျွန်တော်တင်ပြခြင်းတဲ့ဗီဒီယိုလေးကတော့ဘူးလက်လှဆွေကိုကျွန်တော်တို့ Union Brother PSG ဖွဲ့ကနေစုငွေထုတ်တဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်เนาะ
စုငွေဘယ်လောက်ထုတ်မယ်ဘာကြောင့်ထုတ်တယ်ဆိုတော့ကျွန်တော်လည်းအတူတူဒီဗီဒီယိုဖိုင်ကို